ခုနတောင်စုတွေပေါ်ကတောင်တစ်ခုမှာငွေညမနှစ်ကောင်နေထိုင်ပါတယ်။တစ်ဖက်တောင်ပေါ်ကဆင်းမြင့်လာရှာတဲ့လူငယ်တစုတွေကရှူရန်ဆိုတဲ့ကောင်လေးဟာသမားတွေတယောက်ဖြစ်ချင်တဲ့အတွက်စစ်ပညာကိုစူးစမ်းသင်ယူနေသူပါ။မွေစင်းဖြစ်တဲ့ချင်းချင်းကရှူရန်ကိုသွားဆမယ်ဆိုပြီးမွေပုံစံပြတော့ကြောက်လန့်ကတောင်အောက်ကရေကန်ထဲကိုပြုတ်ကျသွားပါတယ်။ဒါနဲ့မွေဖြူမဲစုစုလဲရှူရန်ကိုသွားခဲ့ကသူ့ရဲ့နှစ်တထောင်ဆွမ်းအားနဲ့အသက်ဘီးကလွတ်အောင်ကူညီပေးလိုက်ပါတယ်။ရှူရန်တတိယလာတော့ရေအောက်ထဲကသူ့ရဲ့ဖြစ်ပျက်ကိုပြောပြပါတယ်။တငယ်ချင်းတွေကမယုံကြည်ခဲ့ပဲသူ့ကိုပါဇက်ချင်းတွေကကေခဲ့သူကရီလန်းတာဖြစ်ကြောင်းပြောပြကြပါတယ်။ဂျီရှမ်းဖျားเจ้าကကျောင်းထိုင်ကိုတော့ဖဟိုင်နဲ့နန်းရွံတို့ဟာမိစ္ဆာကိုနှိမ်နှင်းနေကြသူတွေပါ။သူတို့ကမိစ္ဆာတွေကိုဖမ်းပြီးလဲဖန်ဖျားเจ้าကမှုံဝင်မှန်ထဲမှာခြုံနှောင်ထားကြပါတယ်။အခုလေလူတွေကိုဒုက္ခပေးနေတဲ့လင်းတို့မိစ္ဆာကိုရှာဖွေဖို့ချမ်းအမ်းမျိုးစီထွက်လာကြပါတယ်။မြစ်ကိုဖြတ်ကူးဖို့လှိမ့်မရှိတော့ရှူရန်ကပဲကုညီပေးကချမ်းအမ်းမျိုးစီခေါ်လာပေးပါတယ်။ဖဟိုင်နဲ့နန်းရွံတို့ကလေပေါ်မှာစကားပြောရင်းစိတ်သဘောထားကောင်းလာတဲ့ရှူရန်ကိုသဘောကျသွားကြပါတယ်။စုစုဟာရှူရန်နဲ့ရေထဲကအဖြစ်ပြက်ကိုတွေးနေပြီးရှူရန်ကိုချစ်ခင်နေပါတယ်။သူ့ရဲ့တငယ်ချင်းတွေကလည်းတပြုံမျိုးဖြစ်နေတဲ့စုစုကိုစနှောင်နေကြပါတယ်။စုစုကရှူရန်ကိုတွေ့ကျင်တဲ့အတွက်လူပြည်ကိုသွားမယ်ဆိုကချစ်ချင်းကိုခေါ်သွားပါတယ်။ဖိုင်တို့ဟာလူစုခွဲပြီးမိစ္ဆာကိုလိုက်ရှာကြပါတယ်။ဒီအချိန်နန်းရွံကချစ်ချင်းနဲ့တွေ့ပြီးသူ့ရဲ့ဖန်းဆက်ကိုကြည့်ကအနားမှာမိစ္ဆာရှိနေတာမို့ချစ်ချင်းကိုဂရုစိုက်ဖို့ပြောပါတယ်။ချစ်ချင်းကသူ့ကိုမိစ္ဆာလို့တီးသွားတယ်ထင်ပြီးတတ်ဖို့လုပ်ပေမဲ့နန်းရံကမိစ္ဆာမှန်းမသိပဲရုပ်သားစာပြောနေတာကိုကြည့်ပြီးမသက်ဖဲထားခဲ့လိုက်ပါတယ်။ရှူရန်ကိုတွေ့တော့ချစ်ချင်းဟာသူ့အမနဲ့တွေ့ပြီးဖို့ပြောပါတယ်။ရှူရန်ကသူတို့ကိုမသိတာမို့မလိုက်နိုင်ကြောင်းပြောပြီးလှေထွက်ဖို့လုပ်တော့ချစ်ချင်းဟာသူ့ရဲ့အစွမ်းနဲ့လှေကိုလဲအောင်လုပ်ခါသူ့အမစီပို့ပေးလိုက်ပါတယ်။လှေရဲ့အချိန်နဲ့စုစုရှိနေတဲ့တရားလေးဟာကျိုးသွားခဲ့ပါတယ်။စုစုကတော့သူမမျော်လင်းနေတဲ့သူနဲ့တွေ့ရမှာမို့ပျော်ရွှင်နေပြီးရှူရန်ဟာအိပ်ပြန်မှုလို့တော့တရားကိုသူ့ရဲ့အမိနဲ့ဖျက်လိုက်ပါတယ်။စုစုကသူ့ကိုတရင်တနည်းဆက်ဆံကစကားတွေပြောနေခဲ့ပေမဲ့ရှူရန်ကတော့သူမကိုရှောင်ပဲလုပ်နေပါတယ်။စုစုကသူမကိုမကြိုက်ဘူးလားမေးတဲ့အခါသူ့ရဲ့နှလုံးသားထဲမှာကောင်မလေးတစ်ယောက်ရှိနေပြီးဖြစ်တာမို့ပြန်မကြိုက်နိုင်ကြောင်းပြောပါတယ်။သူမရဲ့မျက်နှာနဲ့နာမည်ကိုကောင်းကောင်းမှတ်မိပေမဲ့ရေထဲကအဖြစ်ပြက်ကိုပြောပြလိုက်ပြီးသူမကိုပဲချစ်ကြောင်းပြောတော့စုစုဟာသူမကိုပြောနေမှန်းသိသွားပါတယ်။ရှူရန်ကိုရေထဲတွင်းချကသူ့ရဲ့မှတ်ဉာဏ်ကိုပြန်ဖော်ပြီးလိုက်ပါတယ်။ရှူရန်လည်းရေထဲကကောင်မလေးဟာစွစွမှန်တည်သွားခဲ့ပါတယ်။ချစ်ချင်းကမြားနဲ့မောင်လုပ်ပြီးအပြီးနန်းရံစီပြန်လာပါတယ်။နန်းရံကတော့မိစ္ဆာတွေရှိတာမို့အပြစ်မထွက်ဘဲအိမ်ပြန်ဖို့ပဲပြောနေပါတယ်။ချစ်ချင်းကမိစ္ဆာတွေကိုသူမသိတယ်ဆိုကလင်းတို့မိစ္ဆာတွေကိုညှိပြလိုက်တော့နန်းရံလည်းအလွတ်မပေးဘူးဆိုကသွားရောက်နေနေပါတယ်။မိစ္ဆာတွေကိုလင်းခွဲအစမ်းနဲ့ဖေရှားနိုင်ခဲ့ပေမဲ့လှေတဲတဲကလင်းတို့မိစ္ဆာကခြေထောက်ကိုဆွဲပြီးလေပင်ကိုကိုက်လိုက်ပါတယ်။နန်းရံလည်းဆရာဖြစ်သူဖအိုင်ကိုခေါင်းလုံးတိကခေါ်လိုက်တော့ဖအိုင်လည်းနောက်ကလိုက်လာပါတယ်။မိစ္ဆာကနန်းရံကိုခေါ်ကထွက်ပြေးတော့ဖအိုင်လည်းပတိကုန်းနဲ့ပြေးလိုက်တယ်။နောက်တော့ထွက်ပြေးဖို့ကြိုးစားတဲ့မိစ္ဆာနောက်ကိုသူ့ရဲ့အမိဆွဲကလိုက်သွားခဲ့ပြီးကိုပေါ်တက်ခါဝိညာဉ်ဓာတ်နဲ့ထိုးလိုက်ပါတယ်။မိစ္ဆာလည်းမိတော်ချော်ကြီးတွေတဲ့ကြကတီးဆုံးသွားခဲ့ပြီးဖအိုင်ကတော့ကြောက်တုံးတစ်ခုပေါ်မှာကျန်နေခဲ့ပါတယ်။ဖအိုင်ကနန်းရံကိုခေါ်ပြီးကျောင်းတော်စီပြန်လာပါတယ်။မနေ့ရောက်တော့နားရွယ်နဲ့သွားတွေကမိစ္ဆာအသွင်ပြောင်းနေတာမို့နန်းရံလည်းမိစ္ဆာဖြစ်တော့မယ်ဆိုကကျောင်းတော်ကနေထွက်ပြေးသွားပါတော့တယ်။ရှူရန်နဲ့စုစုတို့ဟာရေကန်ဘေးကအိမ်လေးမှာပျော်ရွှင်စွာနေလာခဲ့ကြပြီးရှူရန်ကစုစုရဲ့မိဘတွေစီလိုက်ကလက်ထက်ခွတ်တောင်းချေချောင်းပြောပါတယ်။ဒီတော့စုစုလည်းချစ်ချင်းကိုအိမ်ပြတ်တစ်ခုကိုရှာပြီးအသွင်ပြောင်းထားဖို့ပြောလိုက်ပါတယ်။ချစ်ချင်းဟာအိမ်ရှာရင်တက်တည်ဖို့စူးစမ်းနေတဲ့နန်းရံနဲ့တွေ့ပါတယ်။နန်းရံကသူတည်ရင်ကြောက်စရာကောင်းမှဘူးပြန်သွားဖို့ပြောတော့ချစ်ချင်းကဇွဲကျိုးချသေးရင်မျက်လုံးပြူပြီးရှာထွက်နေမှဖြစ်ကြောင်းပြန်ပြောပါတယ်။ဒီတော့နန်းရွယ်လည်းမသိရတော့ပဲချစ်ချင်းကသူ့လဲမိတ်ဆာမှုအမငယ်တင်ကြောင်းပြောကသူ့ရဲ့ပုံစံကိုပြလိုက်ပါတယ်။နန်းရွယ်ကိုယ်တိုင်ဖုန်းကြီးစိတ်မပြတ်သေးတာမို့ချစ်ချင်းကပရိရဲသုံးပြီးအသားနဲ့သွေးကိုတောက်မိအောင်လုပ်ပါတယ်။ဒါကြောင့်နန်းရွယ်ဟာဖုန်းကြီးမဟုတ်တော့ပဲမိတ်ဆာအဖြစ်သာလက်ခံဖို့ပြောလိုက်ပါတယ်။စုစုဟာရှူရန်ကိုသူမရဲ့မိဘတွေစီခေါ်သွားခဲ့ပါတယ်။မိသားစုကိုသူ့ရဲ့တောထဲကအဖော်တွေဖြစ်တဲ့လိတ်ယုံကြက်နဲ့ဖားတွေကိုဟန်ဆောင်ခိုင်းထားတာဖြစ်ပါတယ်။ချစ်ချင်းကခဏပဲလူပုံစံနေလို့ရမှာမို့အချိန်မဆွဲဘူးပြောပါတယ်။လိတ်ဖေဖေကစကားပြောနေရင်ပလက်လန်သွားလို့ချစ်ချင်းကပဲကူညီပေးလိုက်ရပါတယ်။နောက်ရက်တွေထွက်လာတဲ့ယုံမေမေကိုချစ်ချင်းကခစ်ပေါ်စတိုင်အဖြစ်လိတ်ချီပေးထားရပါတယ်။ရှူရန်ကစုစုကိုသူဘလောက်ချစ်ကြောင်ပြောနေချင်းအလုံးဟာပုံစံအမှန်တွေပေါ်နေတာမို့ချစ်ချင်းလည်းရှူရန်ကိုသတိမေ့အောင်လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖအိုင်တို့ရောက်လာကြောင်းကြွက်ကလေးကလာပြောပါတယ်။ဒါကြောင့်ချစ်ချင်းကဖအိုင်နဲ့ရေဆိုင်ဖို့ကြံနေခဲ့တယ်။ဖအိုင်ကအသွင်ယူထားတဲ့အိမ်ကိုမူလပုံစံအတိုင်းမြောင်းကသူ့ရဲ့ဖုန်းတော်ကြီးတွေကိုမိစ္ဆာနောက်လိုက်ဖမ်းခိုင်းပါတယ်။ချစ်ချင်းကဖအိုင်နဲ့ရေဆိုင်နေခဲ့ပြီးသူမရဲ့အစွမ်းတွေကဖအိုင်ကိုမတူနိုင်ခဲ့ပါဘူး။ဖအိုင်ကချစ်ချင်းကိုဖမ်းပြီးချုံမလို့လှုပ်စင်နန်းရရောက်လာက
ချစ်ချင်းကိုလွတ်ပေးဖို့တောင်းဆိုပါတယ်။ဖာရင်ကနန်းရွံကိုပြန်လိုက်ဖို့ပြောခဲ့ပေမဲ့မိစ္ဆာဖြစ်နေပြီမို့ပြန်မလိုက်နိုင်တော့ကြောင်းပြောကချစ်ချင်းကိုခေါ်သွားခဲ့ပါတယ်။စုစုနဲ့ရှူရန်တို့ဟာသူတို့ရဲ့အိမ်လေးထဲမှာပျော်ရွှင်စွာနေထိုင်လာရင်ရှူရန်ဟာလည်းလူတွေကိုစိတ်ကူပေးနေခဲ့ပါတယ်။ဖာရင်ကမိစ္ဆာကောင်းကြောင့်လူတွေဒုက္ခရောက်နေကြတာမို့မကုသနိုင်ကြောင်းပြောတော့ရှူရန်ဟာလက်မလျှော့သေးပဲသူတက်ဆွမ်းတဲ့လောက်ကူညီပေးခြင်းကြောင်းပြောလိုက်ပါတယ်။ရှူရန်ဟာလူတွေကိုကုသပေးနိုင်မယ့်ဆေးတွေကိုညီမညာမအားဖော်ဆန်းနေပါတယ်။ဒါကိုမကြည့်ရတော့တဲ့စုစုကသူမရဲ့အစွမ်းတွေကိုဆေးထဲထည့်ပေးလိုက်ပါတယ်။ဒါကြောင့်မိစ္ဆာစိတ်မိနေတဲ့လူတွေလည်းတက်တာလာခဲ့ပါတယ်။ဖာရင်ကဆေးထဲမှာမိစ္ဆာအစွမ်းရှိနေတာကိုသိသွားပြီးရှူရန်စီသွားကဆေးပေါ်ဆက်ရမှာသူနဲ့အတူကူညီပေးတဲ့သူကိုမေးပါတယ်။ရှူရန်ကလည်းဂုံယူဝကြောစာနဲ့ဇနီးဖြစ်သူနဲ့အတူဖော်ဆက်ထားကြောင်းပြောတော့ဖာရင်ကမိစ္ဆာနဲ့တွေ့တဲ့အခါကိုကာကွယ်နိုင်မှုဝိညာဉ်ဓာတ်ကိုပြီးခဲ့လိုက်ပါတယ်။စုစုကရှူရန်ကိုလာကြတော့ဖာရင်နဲ့တွေ့ပြီးတိုက်ခိုက်ကြပါတယ်။ဖာရင်လည်းသူ့အစွမ်းနေနဲ့ကာကွယ်နိုင်ပြီးစွမ်းအားရောနေတဲ့စုစုကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဖာရင်ကလူသားနဲ့မိစ္ဆာဟာအတူမရှိတင်ကြောင်းနဲ့စုစုဟာလူသားတွေကိုကူညီပေးခဲ့တာမို့မဖမ်းတော့ပဲနောက်တစ်ခါထပ်တွေ့ရင်အလွတ်မပေးမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ညရောက်တော့ရှူရန်ဟာလူတွေကသူ့ကိုကျေးဇူးတင်တဲ့အတွက်လက်ဆောင်တွေပေးလိုက်ပြီးအဲ့ဒီထက်ကပန်းရက်ကိုနှစ်ယောက်အတူတောက်ကြပါတယ်။မကြခင်မှာပဲစုစုဟာတမျိုးကြီးခန်းစားလာရပြီးအရက်ကဆာလဖာပန်းနဲ့လှုပ်ထားတာကိုပါတည်သွားပါတယ်။ဆာလဖာပန်းကငွေတွေနဲ့မတည့်တာမို့စုစုလည်းအခန်းတစ်ခုတည်းကိုဝင်ကရှူရန်မဝင်နိုင်အောင်ပိတ်ထားလိုက်ပါတယ်။အိမ်အပြင်မှာလည်းဖားရင်နဲ့ဆရာတော်တွေဟာပေကျိုးတွေနဲ့ပတ်ထားလိုက်ပါတယ်။စုစုဟာမွေးပုံစံပေါ်လာတာမို့အပြင်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ပေကျိုးတွေကားထားတာမို့ထွက်မရဖြစ်နေပါတယ်။ရှူရန်ကတော့သူ့ကိုစားနောက်နေတဲ့ထင်ပြီးစကားတွေပြောနေချိန်ဖားရင်ရောက်လာပါတယ်။စုစုကမွေးပုံစံပြောင်းကဖားရင်ကိုတိုက်ခိုက်ပါတယ်။ဖားရင်ကတွန်းလိုက်တော့တကားပျက်စီးသွားပြီးရှူရန်နာကလွတ်ဆန်သွားတယ်။ဖားရင်လည်းမှုံဝင်ကြောက်တုံးနဲ့တွန်းလိုက်တော့ဓာတ်ကင်ထားတဲ့ရှူရန်နာရောက်သွားကဓာတ်နဲ့ထိုးမိသွားပါတယ်။ဖားရင်ကဖမ်းမယ်လို့တော့ရေအောက်ထဲကိုဝင်ပြေးသွားပါတယ်။ဖားရင်ပြောလို့ရှူရန်လည်းစုစုကိုဝင်ပေးစာမှန်တည်သွားပြီးငိုင်းနေပါတော့တယ်။စုစုရဲ့တငယ်ချင်းကြက်ကလေးကစုစုကိုကယ်ဖို့ဝိညာဉ်စေးမြစ်ကိုရှာဖို့ပြောပါတယ်။စေးမြစ်ကလက်ဖက်ဖျားเจ้าမှာရှိပြီးမီးနဲ့တောင်မလောက်ကျွမ်းနိုင်ပါဘူး။ရှူရန်ဟာစေးမြစ်ကိုရှာဖို့ကြက်ကလေးနဲ့အတူလက်ဖက်ဖျားเจ้าစီခိုးဝင်ပါတယ်။ຫນွေကနေတဆင်ခိုးတက်ပြီးစေးမြစ်ကိုရှာပါတယ်။စေးမြစ်ဟာအစကတခုတည်းပင်မဲ့နောက်တော့အများကြီးပွားကရှူရန်ကိုရစ်ပတ်ပါတယ်။ရှူရန်လည်းဝိညာဉ်စေးမြစ်အစ်စ်ကမီးမလောင်တာမို့သူ့ရဲ့မီးကြီးနဲ့စေးမြစ်တွေကိုမီးရှို့ပါတယ်။အလုံးလည်းအဝေးကိုထွက်သွားပြီးမီးမလောင်တဲ့စေးမြစ်ကိုယူနိုင်ခဲ့ပါတယ်။ဖះเจ้าကအချက်ပေးတန်တွေလည်းမြင်လာခဲ့တာမို့ဖုန်းတော်ကြီးတွေလည်းရောက်လာကြပါတယ်။ရှူရန်ကစေးမြစ်ကိုကြက်ကလေးကိုပေးလိုက်ပြီးသူတယောက်တည်းပြေးဖို့ကြံပါတယ်။ဖះเจ้าကချုပ်ထားတဲ့မိစ္ဆာတွေလည်းလွတ်သွားကြပြီးရှူရန်ကိုယ်ထဲဝင်သွားကြတယ်။ဖိုင်ကရှူရန်ကိုသူ့ရဲ့ဝင်းယုံနဲ့ချုပ်ကမိစ္ဆာလက်ကလွတ်ဖို့လောဟန်ကျစ်စင်ကိုတုံးပြီးကူညီပေးပါတယ်။ကြက်ကလေးကစေးမြစ်ကိုစုစုစီသွားပေးလိုက်ပြီးရှူရန်ရဲ့အခြေအနေကိုပြောပြပါတယ်။ဂျီရှန်ဖះเจ้าမှာတော့ဖုန်းတော်ကြီးတွေဟာရှူရှန်ကိုယ်ထဲကမိစ္ဆာတွေကိုဖယ်ထုတ်ပေးနေပြီးဖိုင်ကတော့ရှူရှန်ကိုလာခေါ်တဲ့စုစုတို့နဲ့ရင်ဆိုင်နေရပါတယ်။ဖိုင်ကဝိညာဉ်တွေကိုပတ်ထုတ်ပေးနေရတာမို့မနှောက်ယှက်ဘူးပြောပေမဲ့စုစုတို့ကလက်မခံပဲတိုက်ခိုက်ပါတယ်။နောက်တော့မြစ်ထဲရယူတွေကိုသူမတို့အစွမ်းနဲ့ကြောင်းဆောင်စီဖို့တော့ဖိုင်လည်းပြန်ကာကွယ်ခဲ့ပေမဲ့ရေတွေဟာအဆောက်အုံမှန်သမျှကိုဖျက်ဆီးလိုက်ကြပါတယ်။ဖိုင်လည်းမွေးနှကောင်းနဲ့အကြက်ရိုက်နေသလိုဖုန်းတော်ကြီးတွေလည်းသူတို့ရဲ့ကြစ်စင်မပြတ်အောင်နေကြရကရေအောက်ထဲနင်းမြုပ်သွားကြပါတယ်။စုစုကကျောင်းဆောင်ရဲ့နေရာကိုဖြိုပေးမဲ့ဖះစာကက်ထားတာကြောင့်မပြူနိုင်မဲဖြစ်နေစဉ်ကြွက်ကလေးနဲ့သူ့တငယ်ချင်းတွေကဆရာတော်ကြီးရဲ့ကျင့်စဉ်ပြအောင်ကြိုက်ကြပါတယ်ဒီတော့ဖះစာလည်းအစွမ်းမထက်တော့ပဲနေရန်ဒီပြိုကစုစုလည်းအထဲဝင်နိုင်ခဲ့ပါတယ်စုစုကပူပေါင်းကိုမုတ်ကရှူရန်ကိုခေါ်သွားခဲ့ပါတယ်ရှူရန်ကသူမကိုမမိတော့ပဲဖြစ်နေတော့ဖိုင်ကိုအပြစ်တင်ပါတယ်ဖိုင်ကစုစုဟာကျင့်စဉ်ကိုဖျက်ဆီးလိုက်တာကြောင့်ရှူရန်ကိုဒုက္ခရောက်အောင်လုပ်တာဟာသူမသားလေးဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါနဲ့စုစုလည်းနာကြီးချက်တွေနဲ့ဖိုင်ကိုမွေးရလွှတ်ပြီးကြိုက်ခိုင်းပါတယ်။ဖိုင်လည်းရှိသမျှအစွမ်းနဲ့ပြန်လည်တွင်းနိုင်ခဲ့ပေမဲ့ချစ်ချင်းမြူတာခံလိုက်ရပြန်ပါတယ်။ဖိုင်ကချင်းချင်းဘိုက်ထဲမှာပဲအပြင်းအထန်ခုခံရင်ဘိုက်ကူခွဲကပြန်ထွက်လာနိုင်ခဲ့ပါတယ်။ရင်းနှီးနေတဲ့ဆရာတော်တွေကိုလင်းတို့မိစ္ဆာဖြစ်သွားတဲ့နန်းရွက်ကကယ်ထုတ်ပေးနေတဲ့အပြင်ချစ်ချင်းကိုပါကယ်ပေးပါတယ်။ဖိုင်ကသူကောင်းပါခဲ့လို့ဒီလိုအဖြစ်ဆိုးမျိုးတွေဖြစ်နေတာပဲလို့တွေးမိပြီးအလဲအလက်လန်းစင်နဲ့ဒေါသထွက်နေတဲ့စုစုကိုပြန်တွင်းလှန်ပါတယ်။စုစုကတော့အမြင်မှန်မရသေးပဲသူမရဲ့အစွမ်းနဲ့ရေတိုင်းလောက်ကရံပြူပင်မဲ့ဖိုင်ဟာညစ်သက်စွာပဲကြင်ကြံကနေခဲ့ပါတယ်။နောက်တော့စုစုကိုလက်ဖက်ဖျားเจ้าကိုနေရာပြောင်းကအထဲမှာချုပ်ထားလိုက်ပါတယ်။စုစုကရှူရန်နဲ့တစ်ခါလောက်တွေ့ခွင့်ပေးဖို့တောင်းဆိုပြီးအမြင်မှန်တွေရသွားပြီမို့ဖျားပေးတဲ့အဖြစ်ကိုခံယူမှဖြစ်ကြောင်းပြောပါတယ်။ဒီတော့ဖျားကတနာကျင်နာသည့်အလားကောင်းငင်ကအလင်းအောင်ထွက်ပေါ်လာကဖိုင်ရဲ့အကူအညီနဲ့အပြင်ကိုထွက်လာနိုင်ခဲ့ပါတယ်။စုစုကတော့နောက်ဆုံးအနေနဲ့စကားတွေပြောနေပြီး
အနမ်းပြီးတော့ရှူရန်လည်းအတိတ်ကိုပြန်မှတ်မိလာခဲ့ပါတယ်။မကြခင်မှာပဲစုစုဟာဖះเจ้าတော်ရဲ့အတွင်းမှာပဲပိတ်လောင်ခံရပြီးဇလန်းလေးလည်းပြီးသွားပါတော့တယ်။